မရဲမကင်းဖြစ်နေတဲ့ခဲအိုဖြစ်သူလူယွမ်စီကနေရောက်ဖဖြစ်သူကမင်းလိုအလုံးမရှိတဲ့သူက350ကိုဘာလို့မှလဲလို့အနိုင်ကျင့်ရန်စလိုက်ပါတယ်လူယွမ်က3လအလုပ်လုပ်ပေးရင်အခွင့်အရေးပေးမယ်လို့ပြောပေမဲ့ရောက်ဖကတော့ငွေကိုပဲတောင်းနေခဲ့ပြီးရောက်ခမကြီးရောက်လာတဲ့အခါမှာလဲရောက်ဖကပတ်စံရှိလျက်နဲ့မပေးဘူးလို့တိုင်တန်းပါတော့တယ်ရောက်ခမကြီးကမင်းတငယ်ချင်းခေါ်လို့ပြီးခဲ့တဲ့အချိန်က3000ဆုံးရှုံးသွားတာမမှတ်သေးဘူးလားလို့ချိန်မောင်းလိုက်ရရောက်ဖဖြစ်သူကဒေါသတကြီးနဲ့အပြင်ကိုထွက်သွားပါတော့တယ်ခဏအကြာထမင်းဝိုင်းမှာတော့ရောက်ဖဖြစ်သူကမေမေကအချစ်ဆုံးပဲလို့ပြောနေချိန်ရောက်ခမကြီးကအိမ်ထဲဝင်လာတဲ့လူယွမ်ကိုမင်းဟိုဘက်ဝိုင်းမှာသွားစားလို့ဆက်ဆုပ်စွာပြောလိုက်ပါတယ်ဒါကိုမြင်သွားတဲ့ဇနီးဖြစ်သူစူဝမ်ကမေမေဒါပါသဘောလဲလို့မေးတဲ့အခါရောက်ခမကြီးကဟင်းကြံတွေကိုမဖြုံးတီးခြင်းလို့ပါသူကဘာမှမရွေးတတ်ဘူးမလားလို့နှိမ့်ချလိုက်ပါတယ်စူဝမ်ကဒေါသတကြီးနဲ့လူယွမ်မစားနဲ့လို့တားပေမဲ့လူယွမ်ကတော့ရပါတယ်ဘာမှမဖြစ်ပါဘူးလို့ပြောပြီးငိန်ခံကဟင်းကြံတွေကိုခင်းချင်းစားတောက်နေခဲ့ပါတယ်စူဝမ်ကဝမ်းနေဝမ်းသာနဲ့တုံးနှလုံးလုံးမင်းကဘာမှမဖြစ်ဘူးပဲပြောနေတော့မှလားလို့ငုံမဲမဲနဲ့မေးလိုက်တဲ့အခါရောက်ခမကြီးကတော့ငါခိုင်းတာမဟုတ်ဘူးသူကိုယ်တိုင်စားတာလို့ခက်အေးအေးပဲဆိုပါတယ်ညနေပိုင်းရောက်တော့စူဝမ်ကလူယွမ်ရဲ့အခန်းတကားကိုခောက်ပြီးစူပူပူခောက်ဆွဲပူပူလေးတစ်ခွက်ကိုယူဆောင်လာပေးခဲ့ပါတယ်မိဖို့ချောင်းမှာခောက်ဆွဲကြံနေလို့ချက်ပေးတာပါလို့စူဝမ်ကရှက်ကိုရှက်ကန်ပြောလိုက်တဲ့အခါလူယွမ်ကဇနီးဖြစ်သူကိုအခန်းထဲဖိတ်ခေါ်လိုက်ပါတော့တယ်ဒီလိုနှိမ့်ချခံနေရတဲ့လူယွမ်ရဲ့တကယ်လှုပ်ဝက်ချက်ကဘာဖြစ်မလဲဆက်လက်စောင့်ကြည့်ဖို့ follow လုပ်ထားကြအောင်နော်